စိတ်စေရိုင်းနဲ့ပညာချွန်ဘုရားမြတ်စွာရဲ့အဆုံးအမဒေသနာတော်တွေဟာစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတဲ့ဆုံးမဩဝါဒများသာဖြစ်တယ်။ဒါကြောင့်မို့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေကလည်းစိတ်ကောင်းနှလုံးကောင်းထားဖို့စိတ်နေသဘောထားကောင်းတယ်မကောင်းဘူးနဲ့ဆိုပြီးစိတ်နဲ့ပတ်သက်ပြီးတော့ပြောဆိုကြတယ်။မြတ်စွာဘုရားရဲ့ဒေသနာတော်တွေမှာလည်းစိတ်ကိုဗဟုပြုပြီးတော့ဟောကြားတဲ့ဒေသနာတော်တွေများပြားတယ်။လောကမှာစိတ်စင်ကြယ်ပြီးဆိုမှစိတ်မှာအညစ်အကြေးတွေကင်းဝေးပြီးတော့စိတ်စင်ကြယ်တယ်ဆိုတဲ့အခါမှာဆင်းရဲဒုက္ခကလွတ်ကြောင်းနိဗ္ဗာန်ဆိုတဲ့တရားကောင်းကိုတွေ့မြင်ကြမှာဖြစ်တယ်။စိတ်ဟာအဓိကဖြစ်တာမို့စိတ်နဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဒေသနာတော်တွေအတိုင်းဘုန်းကြီးတို့တွေအသီးသီးမိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့မိမိတို့ရဲ့စိတ်တွေသဘောထားတွေကိုပြုပြင်ပြီးတော့စိတ်ထားပြင်ကြရမှာဖြစ်တယ်ပေါ့ဓမ္မပဒဒေသနာတော်မှာမြတ်စွာဘုရားကမနောပုပ္ပင်္ဂမဓမ္မာမနောတိဋ္ဌာမနောမယလို့ဒီလိုစတင်ပြီးတော့ဟောထားတဲ့ဒေသနာတော်ရဲ့အဓိပ္ပာယ်ကသဘာဝတရားအလုံးဟာသဘာဝတရားတွေဟာစိတ်ကပဲဥဆောင်နေတယ်လို့မနောပုပ္ပင်္ဂမလို့ဒီလိုဟောတယ်။မှန်တယ်ဘုန်းကြီးတို့တွေတစုံတစ်ခုပြောတော့မယ်ဆိုလဲစိတ်ထဲကအရင်တွေးပြီးတော့မှပြောကြတယ်။တစုံတစ်ခုလုံးတော့မယ်ဆိုလဲစိတ်ထဲကကြံတွေးပြီးတော့မှလုံးကြတယ်ဖြစ်တယ်။ဒါကြောင့်မို့အရာရာမှာစိတ်ကရှည်သွားပြီးတော့ဆောင်းနေတာဖြစ်တော့ကြောင့်အဲ့ဒီရှည်ပြေးဖြစ်တဲ့စိတ်ကလေးစင်ကြယ်တန်ရှင်းအောင်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေအတိုင်းကျင့်ကြံကြိုးကုပ်အထောက်ကြရမယ်ဒီမှာဓမ္မပဒမှာလာတဲ့တာနုတာမဏိဝတ္ထုလို့ဆိုတဲ့ထဲမှာတာနုတာမဏိအကြောင်းနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဂါထာလေးဟာထိုစိတ်နဲ့ပတ်သက်ပြီးတော့သဘောပေါက်နားလည်ဖို့မြတ်စွာဘုရားကဒီဒေသနာတော်လေးကိုဟောကြားပြီးတော့လိုက်နာကျင့်သုံးဖို့လို့ဒီလိုဆိုလိုတာပေါ့အဲ့ဒီဒေသနာတော်တွေမှာဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထကမ္မယထာဒုက္ခံစိတ်ရဲ့တဘာဝကိုအချင်းချုပ်ရှင်းပြစိတ်ဆိုတာလူတိုင်းရဲ့အသီးသီးတဏ္ဍာမှာရှိတဲ့စိတ်တွေကိုပြောတာနော်လူတိုင်းမှာစိတ်ရှိကြတယ်အဲ့ဒီရှိတဲ့စိတ်လေးရဲ့အခြေအနေကိုဆင်ခြင်သုံးသပ်ကြည့်အောင်ဣဒံပုရိစိတ်တမစာရိစာရိကံလို့ဆိုတဲ့အဓိပ္ပာယ်စိတ်လေးအကြောင်းကိုမသိခင်မလေ့လာခင်ခါကာလတော့ကမိမိရဲ့စိတ်လေးဟာဖြစ်ချင်တဲ့အာယုံနဲ့ဖြစ်ပြီးဘယ်နေရာမျိုးမှာပဲဖြစ်ဖြစ်မိမိနှစ်သက်ရာအာယုံပေါ်မှာချက်စားပြီးတော့အာယုန်ဒီပေါ်မှာလွင်ပါနေတယ်လို့သဘာဝတရားအနေနဲ့ဒီလိုရှင်းလင်းပြီးတော့ဟောကြားတယ်ဟုတ်မဟုတ်မိမိတို့ဘာသာဆင်ញင်သုံးသပ်ကြည့်ရမှာမျက်စိကအစင်းအာယုန်လေးကိုမြင်လိုက်တဲ့အခါမှာစိတ်ကလေးဟာအထိုအစင်းအာယုန်လေးနဲ့ပျော်မွေ့ပြီးတော့သွားတယ်ကောင်းတဲ့အာယုန်ဆိုလို့ရှိရင်လောဘဖြစ်ပြီးမကောင်းတဲ့အာယုန်ဆိုရင်ဒေါသဖြစ်ပြန်တယ်နာကကြားလိုက်ရတဲ့အတန်ကလေးမှလည်းထိုစိတ်ကလေးဟာအတန်လေးနဲ့ပျော်မွေ့မယ်မိမိမကြိုက်တဲ့အတန်ဆိုရင်ဆန့်ကျင်တဲ့သဘောတွေပေါ်လာတယ်အနံ့လည်းထို့တူပဲအရသာလည်းထို့တူပဲခန္ဓာကိုယ်ရဲ့အထီးအတွေ့မှလည်းပဲထို့တူပဲမိမိစိတ်ကူးစိတ်တန်းထဲမှာပေါ်လာတဲ့အာယုန်လေးတွေနဲ့တွေ့တဲ့အခါမှာလည်းပဲစိတ်ရဲ့တဘာဝဟာထို့တူပဲနှစ်သက်စရာအာယုန်ဆိုလို့ရှိရင်ထိုအာယုန်လေးနဲ့ပျော်မွေ့ပြီးတော့နေတတ်တယ်
နှစ်သက်เสียမကောင်းတဲ့အာယုံဆိုလို့ရှိရင်ထိုအာယုံကိုလည်းပဲဆန့်ကျင်နေတတ်တယ်ပေါ့ဒါလူတွေရဲ့စိတ်ရဲ့သဘာဝပဲပေါ့မဟာသတိပဋ္ဌာန်သုံးပါဆိုရင်မြတ်စွာဘုရားကစိတ်တ ानु ပတနာမိမိရဲ့စိတ်အခြေအနေတွေကိုသိဖို့အဖမှန်ထက်အသိပညာဖြင့်ဆင်ញင်သုံးသပ်ကြည့်ရမယ်လို့ဆင်ញင်သုံးသပ်ကြည့်တဲ့အခါမှာအဖြေတစ်ခုထုံးနိုင်အောင်ကြိုးစားလောကလူတွေကမိမိရဲ့ရုပ်မှာမိမိရဲ့မျက်နှာမှာတစုံတစ်ခုရှိမရှိအစဉ်ပြေတာဖြစ်မဖြစ်ဆိုတာကိုမှန်ကြည့်ပြီးတော့လူရဲ့ရုပ်အသွင်ကိုပြင်ကြတယ်ဝတ်စားဆင်ရင်တဲ့အခါမှာလည်းပဲမှန်ရှိမှရပ်ပြီးတော့မိမိရဲ့ပုံပန်းတရံကိုပြန်လီပြီးတော့ရှုပြီးဆင်ញင်သုံးသပ်ကြတယ်အဲ့လိုရုပ်ကိုပြင်တဲ့အခါမှာမှန်ရဲ့ရှေ့မှာမိမိရဲ့မျက်နှာအနေထားဝတ်စားဆင်ရင်မှုအနေထားကိုဆင်ញင်သုံးသပ်ပြီးတော့စနစ်ကြအောင်ပြုပြင်ကြတယ်လို့စိတ်ဓာတ်ကိုလည်းပဲထိုးတူပြုပြင်ကြရမှာအဲ့ဒါကိုမိမိစိတ်လေးဟာတကယ်ပဲတန်ရှင်းစင်ကြယ်နေတဲ့စိတ်မျိုးဖြစ်ကြလားလို့ဆိုတာကိုစိတ်ဓာတ် ानु ပတနာအနေနဲ့ကိုယ့်ရဲ့စိတ်ကလေးကိုအဖမှန်အထက်ထရှုမြင်သုံးသပ်ဖို့လိုအပ်တယ်လူတိုင်းမှာအသိစိတ်ကလေးတွေရှိနေကြတာဖြစ်သောကြောင့်စိတ်ဓာတ်ဆိုတာအာယုံကိုရယူတတ်တဲ့သဘောတရားအာယုံကိုသိတတ်တဲ့သဘောတရားအဲ့ဒီအာယုံကိုသိတတ်တဲ့စိတ်ဆိုတဲ့အခြေအနေတစ်ခုကိုအနုပတနာဉာဏ်ဖြင့်အဖမှန်ထထဆင်ញင်သုံးသပ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒီလိုစိတ်ရဲ့အခြေအနေတစ်ခုကိုဆင်ញင်သုံးသပ်ပြီးဆိုတဲ့အခါမှာလိုအပ်ချက်တွေကဘာတွေတုံးလို့ဆိုတော့ဝိရိယလိုအပ်တယ်စိတ်အခြေအနေဆင်ញင်သုံးသပ်တာဟာတာမန်အားဖြင့်သုံးသပ်လို့မရဘူးကြိုးစားအားထုတ်မှုလိုအပ်တယ်အဲ့ဒါကိုမဟာသတိပဋ္ဌာန်သုံးပါအာတာပိလို့ဘူရရင်ကြိုးပမ်းအားထုတ်မှုရှိရမယ်ဆိုတာအာတာပဆိုတဲ့လုံလဝိရိယရှိရမယ်လို့ဒီလိုပြောတယ်မတိတိအောင်ကြိုးစားရမယ်တမ္ပဇာနောတတိမှာတမ္ပဇာနာဆိုတာမိမိရဲ့စိတ်အခြေကိုသိနိုင်စွမ်းရှိတဲ့အသိပညာမျိုးနဲ့ရှိရမယ်တတိမှာထိုအာယုန်နဲ့စိတ်နဲ့တွဲကပ်နိုင်တဲ့တတိတရားလည်းရှိရမယ်လို့လုံလဝိရိယရဲ့အသိပညာရဲ့တတိရဲ့အဲ့ဒီသဘာဝသုံးခုပေါင်းစပ်ပြီးတော့ကိုယ့်ရဲ့စိတ်အခြေအနေလေးကိုဆင်ញင်သုံးသပ်ရမှာဖြစ်တယ်ပေါ့အဲ့ဒါလို့ဆင်ញင်သုံးသပ်ကြည့်တဲ့အခါမှာအဖြေတစ်ခုဆိုတော့ထုံးနိုင်မြတ်စွာဘုရားကအဖြေထုတ်ဖို့သုံးသပ်ဆင်ញင်နည်းကိုမဟာသတိပဋ္ဌာန်သုံးမှာဘယ်လိုဟောထားလို့ဆိုတရာခံဝါစိတ်တံတရာကစိတ်တံတိပသနာတိမိမိစိတ်အခြေအနေကိုဆင်ញင်သုံးသပ်တဲ့ယောဂီပုဂ္ဂိုလ်ဟာတဲ့ကိုယ်စိတ်လေးဟာမိမိရဲ့စိတ်ထဲမှာတွေ့တာမှုတွေလူချင်မှုတွေဆိုတဲ့ရာဂတွေရှိနေသလားဆိုတာကိုဆင်ញင်သုံးသပ်တော့ကြရမယ်ရှိနေရင်ရှိနေတယ်ဆိုတာကိုသိအောင်လုပ်ရမယ်ဝိတရာဂဝါစိတ်တံဝိတရာဂစိတ်တံတိပသနာတိတွေ့တာမှုတွေမိမိစိတ်ထဲမှာမရှိဘူးဆိုလို့ရှိရင်လည်းမရှိဘူးဆိုတာသိအောင်ကြိုးစားရဆိုလိုတာကတော့ကိုယ်စိတ်ထဲမှာလောဘရှိမရှိသိအောင်ကြည့်ရမယ်လို့ဒီလိုပြောတာဒေါသရှိမရှိကြည့်အောင်သိအောင်လုပ်ရမယ်မောဟတွေရှိမရှိသိအောင်လုပ်ရမယ်အဲ့ဒါလို့သိအောင်လုပ်ရမှာပထမသိလာတဲ့အခါမှာအဖြေထွက်လာတဲ့အခါမှာငါစိတ်ထဲမှာလောဘလည်းရှိတယ်ဒေါသလည်းရှိတယ်မောဟလည်းရှိတယ်ဆိုရင်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားဖို့ကြိုးစားကြရမှာပဲဒါလောကသဘာဝကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတွေဟာကိုယ်ဝတ်တဲ့အဝတ်ကလေးကိုကြည့်ပြီးဘယ်နေရာဖြစ်ညစ်ပေနေတယ်ဘယ်နေရာဖြစ်ညစ်ပေမှုမရှိဘူးဆိုတာကြည့်ရတယ်ကြည့်တဲ့အခါမှာကိုယ်ဝတ်တဲ့အဝတ်ကလေးညစ်ပေနေတယ်ဆိုလို့ရှိရင်ဆေးကြောကြဖွတ်လျှော်ကြထို့တူပဲကိုယ်စိတ်ကလေးဟာညစ်နွမ်းနေသလားတန်ရှင်းနေသလားဆိုတာ
ကိုအကဲခတ်ကြည့်ဖို့လိုအပ်တယ်လို့မြတ်စွာဘုရားကဒီလိုဆုံးမတာပေါ့နော်အဲ့ဒါလို့ဆုံးမတဲ့အခါမှာအဖြေဆိုတာထွက်လာမှာပဲအဖြေဆိုတာထွက်လာညင်နွမ်းနေတဲ့အဝတ်တစ်ခုကိုဆက်လက်ပြီးအသုံးပြုနေမယ်ဆိုရင်နော်မိမိအတွက်ဇာမရေးလည်းထိခိုက်နိုင်တယ်လူမြင်သူမြင်မှလည်းအမြင်မတင့်ဘူးဖြစ်နိုင်တယ်ထို့တူပဲစိတ်ကလေးညင်နွမ်းနေတာကိုဆေးလျော်ဖွတ်လျှော်ခြင်းမလုပ်ဘဲနဲ့ဒီစိတ်ကိုလက်ခံထားမယ်ဆိုလို့ရှိရင်တော့သူတော်ကောင်းတွေရဲ့ကဲပြစ်တင်စရာဖြစ်လာမှာပဲစိတ်ညင်နွမ်းမှုဟာရုပ်ညင်နွမ်းတာတဲ့ပို့ပြီးတော့ဆိုးတယ်လို့မြတ်စွာဘုရားဒီလိုဟောဒါကြောင့်မို့မဟာသတိပဋ္ဌာန်တုတ်မှာအရေးတကြီးမြတ်စွာဘုရားစိတ်တ ानु ပတနာဆိုတာကိုထည့်သွင်းပြီးတော့ဟောတာကိုယ်စိတ်အခြေအနေတွေသိအောင်လူတိုင်းဟာကိုယ်စိတ်အခြေအနေသိအောင်အကဲခတ်ကြလေ့လာကြရမယ်သုံးသပ်ကြရမယ်သုံးသပ်ပြီးအဖြေထုတ်ပြီးတော့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားဖို့ကြိုးစားရမယ်စိတ်ရဲ့သဘာဝကိုလေ့လာသုံးသပ်တာပဲဒါကြောင့်မို့ဣဒံပုရိစိတ်တမစာရိစာရိကံဆိုတာစိတ်ကိုသုံးသပ်ဆင်ခြင်မှုမလုပ်ခင်ကဒီစိတ်လေးဟာသူကြိုက်တယ်လို့သူကြိုက်တဲ့အာယုံနဲ့ပျော်ပိုက်ပြီးတော့သွားလာလှုပ်ရှားပြီးအာယုန်တွေပေါ်မှာကျက်စားနေခဲ့တယ်ဆိုတာမိမိကိုယ်တိုင်အဖြေထုတ်လို့ရတယ်ပေါ့ကိုယ်စိတ်လေးကိုထိန်းချုပ်မှုမရှိပဲလွတ်ထားလိုက်မယ်ဆိုလို့ရှိရင်စိတ်သွားတဲ့နောက်နှုတ်ပါလာတယ်စိတ်သွားတဲ့နောက်ကိုယ်ပါလာတယ်အဲဒီလိုဖြစ်လာလို့ရှိရင်စိတ်ကပြောချင်တာတွေစိတ်ထဲမှာပေါ်လာလို့ရှိရင်နှုတ်ကလိုက်ပြောတယ်လှုပ်ချင်တာတွေပေါ်လာတဲ့အခါမှာကိုယ်ဒီလက်ရောက်လိုက်လှုပ်တယ်အဲ့တော့စိတ်ထဲမှာပေါ်တဲ့အရာအလုံးကိုလိုက်ပြောရမှာလားလိုက်ပြီးတော့လှုပ်ရမှာလားလို့ဆိုလို့ရှိရင်နော်ဥပမာမယ်လူတယောက်ကိုမုန်းနေတဲ့စိတ်ပေါ်လာလို့ရိုက်ချင်နှက်ချင်လာတယ်ဆိုရင်သွားပြီးမုန်းတဲ့စိတ်နဲ့သွားရိုက်နှက်မယ်ဆိုပြဿနာတွေမတက်ပြီဘူးလားနော်အဲ့ဒါကြောင့်မလို့စိတ်ထဲမှာဖြစ်တဲ့အတိုင်းပြုလို့လည်းမရဘူးလုံးလို့လည်းမရဘူးစိတ်ထဲရှိတာကိုသွားပြောသွားလုပ်မယ်ဆိုလို့ရှိရင်ပြဿနာတွေမျိုးစုံတက်လာနိုင်တယ်ဆိုတာကိုယ်တိုင်လက်တွေ့ကျင့်သုံးကြည့်ခြင်းအပြင်သိနိုင်တာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကိုယ်စိတ်ကိုဆင်ញင်သုံးသပ်ဖို့ဟောတာစိတ်ကိုဆင်ញင်သုံးသပ်ပြီးတော့စိတ်ကလေးဟာပြုပြင်ပေးရမယ့်အနေအထားမျိုးရှိရင်ပြုပြင်ပေးရစိတ်မပြောနဲ့လောကမှာမိမိတို့ရဲ့သားငယ်သမီးငယ်လေးတွေတောင်မှပဲမိဘတွေကဆုံးမကြကြတယ်သွန်သင်ကြရတယ်ဟဲ့ဘယ်နေရာတော့မသွားကြနဲ့ဘယ်သူနဲ့တော့မပေါင်းနဲ့ဘယ်လိုစကားမျိုးမပြောနဲ့ဘယ်လို့မလုပ်နဲ့လို့ဆိုမိဘတွေကဆုံးမသွန်ရှောင်ရမှာနဲ့ဆောင်ရမှာဆိုတာအမြဲတမ်းနှစ်ခုရှိတယ်ပေါ့ထို့တူပဲစိတ်ထဲမှာလည်းပဲမဖြစ်တဲ့နာတွေမဖြစ်ဖို့ဖြစ်တဲ့နာတွေဖြစ်ဖို့ဆိုတာဟာတဘာဝအတိုင်းပဲဆင်ញင်သုံးသပ်ပြီးတော့ကြည့်ကြရမှာဒါကဘုရားမြတ်စွာဟောကြားတဲ့နိစ္စနစ်တစ်ခုပဲမြတ်စွာဘုရားရဲ့အဆုံးအမဟာ mind center တိချင်းလို့ခေါ်တဲ့အတိုင်းစိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာဒါကြောင့်မို့စိတ်ဟာအရာရာဥဆောင်နေတာဖြစ်သောကြောင့်နဲ့စိတ်ဟာပျက်စီးနေတဲ့စိတ်ကတစ်မျိုးကြည်လင်းနေတဲ့စိတ်ကတစ်မျိုးလောဘတွေဒေါသတွေမောဟတွေလွှမ်းမိုးထားလို့ရုပ်ပြက်ပုံပြက်ပန်းပြက်ဖြစ်နေတဲ့စိတ်နော်လောဘဒေါသမောဟတွေလွတ်ကင်းပြီးတော့မေတ္တာကရုဏာတွေလွှမ်းခြုံနေလို့တန်ရှင်းစင်ကြယ်နေတဲ့စိတ်လို့ဆိုတာစိတ်အခြေအနေဟာနှမျိုးရှိတာပဲအဲ့ဒီလိုနှမျိုးရှိတဲ့အခါမှာဒီလောဘဒေါသမောဟတွေဖြစ်စည်းထားလို့ပုံပြက်ပန်းပြက်ဖြစ်နေတဲ့စိတ်ဆိုတာကိုပဋ္ဌုဋ္ဌစိတ်လို့ခေါ်တယ်အဲ့ဒီပဋ္ဌုဋ္ဌစိတ်လို့ခေါ်တဲ့ပျက်စီးနေတဲ့စိတ်နဲ့မနတစေပဋ္ဌုဋ္ဌေနဘာတတိဝါကရောတိဝါပြောလိုက်မယ်တစုံတစ်ခုကိုလှုပ်လိုက်မယ်ဆိုလို့ရှိရင်တဲ့ဘာဖြစ်လာတတောနံဒုက္ခမနွေတိအဲ့ဒီလိုမိမိစိတ်ပျက်စီးနေတဲ့စိတ်နဲ့ပြောလိုက်ခြင်းလှုပ်လိုက်ခြင်းကြောင့်ပြဿနာတွေနောက်ဆက်တွဲလိုက်လာမှာဖြစ်တယ်လို့ဒီလိုဟောနောက်တစ်ခုမိမိရဲ့စိတ်ကလေးမှာကောင်းမြတ်တဲ့အရည်ချင်းတွေတရားတွေနဲ့လွှမ်းမိုးထားတယ်တရားတွေနဲ့လွှမ်းမိုးနေတယ်သို့မဟုတ်အလောဘဆိုတဲ့
ဒီလောဘကိုဖယ်ရှားနိုင်တဲ့သဘာဝတရားတွေလွှမ်းမိုးထားတယ်အာဒေါသလို့ခေါ်တဲ့မေတ္တာစေတနာတွေလွှမ်းမိုးနေတယ်အဲ့ဒီကောင်းမြတ်တဲ့သဘာဝတရားတွေလွှမ်းမိုးထားတဲ့စိတ်ကလေးကိုပတဏစိတ်တကြည်လင်းနေတဲ့အပြစ်ကင်းတဲ့စိတ်လို့ခေါ်တယ်တရားရှိပြီကောင်းမြတ်တဲ့အတွေးအကြံတွေရှိပြီဆိုရင်အများကောင်းကျိုးဖြစ်ပေါ်အောင်သူကကုညီတယ်စောင့်ရှောက်တယ်အများအကျိုးဆောင်ရွက်တယ်ဖရာဘွဲတွေကျင့်ပလို့ဖရာရဲ့မြတ်စွာဘုရားကိုပူဇော်တယ်လှူဒန်းကြတယ်တရားဓမ္မထိုင်ကြတယ်တရားကျင့်ကြတယ်ကောင်းတဲ့အလုပ်တွေကိုလုပ်လာတယ်ဆိုတဲ့စိတ်ဟာတာမန်စိတ်မဟုတ်ဘူးတရားလွှမ်းခြုံထားတဲ့စိတ်အလောဘလို့ဆိုတဲ့ဒီကုသိုလ်တရားလွှမ်းခြုံထားတဲ့စိတ်အာရောဓလို့ဆိုတဲ့မေတ္တာစေတနာလွှမ်းခြုံထားတဲ့စိတ်မျိုးအမောဟလို့ဆိုတဲ့အသိပညာလွှမ်းခြုံထားတဲ့စိတ်မျိုးသာဖြစ်တယ်အဲ့ဒီစိတ်မျိုးဟာပတဏကြည်လင်းနေတဲ့စိတ်ပတဏစိတ်ဓာတ်ကြည်လင်းနေတဲ့စိတ်ပဲအဲ့ဒါကိုမြတ်စွာဘုရားကမနတာစေပတဏေနဘာတတိဝါကရောတိဝါအဲ့ဒီလိုကြည်လင်းနေတဲ့စိတ်ကလေးနဲ့ပြောလိုက်မယ်ဆိုလိုက်မယ်ဟုတ်တယ်လေတကယ်ကိုစိတ်ထားကြည်လင်းနေပြီးတော့ပြောမယ်ဆိုရင်လည်းကောင်းတဲ့စကားပဲပြောတယ်လုပ်တယ်ဆိုရင်လည်းကောင်းတဲ့အလုပ်ကောင်းတယ်ဆိုတာအများအကျိုးဖြစ်ဖို့လုပ်တဲ့အလုပ်မျိုးအကောင်းလို့ပြောတယ်ဘယ်သူကမှမထိခိုက်ဘူးဘယ်သူကမှမနစ်နာစေဘူးအားလုံးချမ်းသာဖို့အားလုံးပျော်ရွှင်ဖို့ဖြစ်တဲ့အလုပ်တွေကောင်းတဲ့အလုပ်တွေစကားပြောလို့ရှိရင်ကောင်းတဲ့အကျိုးရှိတဲ့စကားတွေကိုပြောလာတယ်အဲ့ဒါကြောင့်မလို့ကြည်လင်တဲ့စိတ်နဲ့ပြောလိုက်မယ်လုပ်လိုက်မယ်ဆိုလို့ရှိရင်တတောနံဒုက္ခမနွေတိအဲ့ဒီနောက်ဟာကောင်းရချမ်းသာဒုက္ခတွေဆိုတာလိုက်ပါလာမှာဖြစ်တယ်လို့မြတ်စွာဘုရားကစိတ်ကိုဗဟိုပြုပြီးတော့ဒီလိုဆုံးမတယ်အဲ့ဒါကြောင့်မလို့စိတ်ဓာနုပဒနာအရာကိုယ်စိတ်လေးကိုအမြဲတမ်းဆန်းစစ်နေဖို့လိုအပ်တယ်ကိုယ်စိတ်လေးကိုမျက်နာကိုမှန်ကြည့်ပြီးတော့ပြင်တယ်လို့ပဲကိုယ်စိတ်ကိုဉာဏ်နဲ့သိပြီးတော့ပြင်းနေကြမှာဖြစ်တယ်ဒါကမြတ်စွာဘုရားရဲ့အဆုံးအမအရာလုပ်နေရတယ်အဲ့ဒီလိုကိုယ်စိတ်လေးကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်ရှုနေခြင်းဒီပင်လေကမ္မထာတရားအားထုတ်တယ်လို့လေဒီပိုင်းကပြောလို့ရတယ်ဟောကမ္မထာအားထုတ်တယ်ဆိုတာထိုင်ပြီးတော့နေလိုက်ထိုင်နေလိုက်ပြီးတော့အေးမနဲ့မိုးလင်းကနေညနေထိငါဘယ်နှခါစိတ်ဆိုးတယ်လဲငါစိတ်ထဲမှာဖြစ်သလားငါစိတ်ထဲမှာအမှန်မသိတဲ့မောဟတွေဖြစ်သလားမာနတွေဖြစ်သလားအိတ်တာတွေဖြစ်သလားမစ္စရိယာတွေဖြစ်သလားဆိုတဲ့မကောင်းတဲ့သဘာဝတရားတွေဖြစ်မဖြစ်ဆင်ញင်သုံးသပ်ကြည့်ရတစ်ဖက်ကလည်းငါစိတ်ထဲမှာအလောဘလို့ခေါ်တဲ့လောဘကိုဖယ်ရှားနိုင်ပြီးတော့အများပေါ်မှာရရောတဲ့ကိုယ်ပစ္စည်းကိုစွန့်လွတ်နိုင်တဲ့သဘာဝတရားတွေဖြစ်သလားအာဒေါသလို့ဆိုတဲ့အများပေါ်မှာအကျိုးလိုလားတဲ့မေတ္တာတရားတွေဖြစ်သလားအမောဟလို့ခေါ်တဲ့အမှန်ကန်စဉ်းစားတဲ့ပညာတွေဖြစ်သလားတရားလို့ခေါ်တဲ့ယုံကြည်မှုတွေငါတဏ္ဍာမှာဖြစ်သလားတတိလို့ခေါ်တဲ့သဘာဝတရားတွေပေါ်မှာအမှတ်ရနေမှုဖြစ်သလားလို့ဆိုတာကိုယ့်ကိုဆန်းစစ်ကြည့်ခြင်းဟာကမ္မထာအလုပ်အားထုတ်ခြင်းတစ်မျိုးပဲပေါ့အဲ့ဒီလိုအားထုတ်ခြင်းကပို့ပြီးတော့အကျိုးထိရောက်စေနိုင်တယ်ပေါ့အဲ့ဒီလိုမိမိစိတ်လေးကိုသုံးသပ်ဆင်ခြင်ကြည့်နေခြင်းအပြင်မိမိစိတ်ရဲ့သဘာဝကိုပို့ပြီးတော့သိလာတဲ့အခါမှာမကောင်းတဲ့စိတ်အခြေအနေတွေဆိုလို့ရှိရင်မဖြစ်အောင်ထိမ့်သိမ်းလာတယ်ကောင်းတဲ့စိတ်အခြေအနေတွေကိုတိုးတက်လာအောင်ကြိုးစားအားထုတ်လာဘာဝနာဆိုတာကောင်းတဲ့အခြေအနေတွေမဖြစ်သေးလို့ရှိရင်ဖြစ်အောင်လုပ်တာနဲ့ဖြစ်လာလို့ရှိရင်တိုးပွားလာအောင်ကြိုးစားတာကိုဘာဝနာလို့ခေါ်တာပဲဘာဝနာဆိုတာဖြစ်စေခြင်းနဲ့ပွားစေခြင်းဘာတွေကိုဖြစ်စေတာတော့ကောင်းတဲ့သဘာဝတရားတွေဖြစ်စေတယ်ကောင်းတဲ့သဘာဝတရားတွေဆိုတာတတိတွေတိုးတက်စေတယ်ပညာတွေတိုးတက်စေတယ်တမာတိတွေတိုးတက်စေတယ်ဒီဟာကိုကောင်းတဲ့သဘာဝအဲ့ဒီကောင်းတဲ့သဘာဝတွေမိမိတဏ္ဍာမှာဖြစ်စေပြီးတိုးတက်လာလှုပ်ခြင်းဟာဘာဝနာအလုပ်ပဲလို့ဒီလိုပြောကြအဲ့ဒီလိုဘာဝနာအလုပ်မှာအာယုန်တစ်ခုကိုအာယုန်ပြုတ်ပြီးတော့လှုပ်ချဖြစ်တယ်အာယုန်ပြုတ်တဲ့အခါမှာတခြားအာယုန်တွေမရှာခြင်းနေ
ကိုယ်စိတ်လေးကိုအာယုံပြုပြီးတော့ကိုယ်စိတ်အခြေအနေဆင်ញင်သုံးသပ်နေခြင်းဟာလည်းပဲကမ္မထာလို့အထောက်နေခြင်းပဲဖြစ်တယ်ဟောအဲ့ဒါလို့ဆင်ញင်သုံးသပ်မှုမပြုဘူးဆိုလို့ရှိရင်စိတ်အခြေအနေတစ်ခုမကောင်းတဲ့စိတ်အခြေအနေတစ်ခုကြောင့်မကောင်းတဲ့အလုပ်တွေလုပ်မိသွားပြီဆိုလို့ရှိရင်တော့တဏှာမှာကိုယ်ကျိုးနေတဲ့ဆင်းရဲဒုက္ခတွေဟာဖြစ်ပေါ်ပြီးတော့လာတတ်တယ်ပေါ့